ကိုပိုင် privacy အပြည့်နဲ့ ultra luxury life ကိုပိုင်ဆိုင်ခြင်းတဲ့သူတွေအတွက် Noble Amas Propom Condo ဒီကနေ့မှာတော့ကျမတို့ရဲ့အနန္တထိုင်လန် estate ကနေပြီးတော့ Noble Development ကနေတည်ဆောက်မယ် Propom area ရဲ့အမြင့်ဆုံးဖြစ်လာမယ် Noble Amas Propom 2.0 Condo နဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်။အခုဒီဟာကတော့ဒီ Noble Amas ရဲ့ပုံစံငယ်လေးပဲဖြစ်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင်သူက first floor မှာဆိုလို့ရှိရင်ဒီ lobby တွေပါမယ် waiting lounge တွေပါမယ်ပေါ့နော်။ပြီးရင်ဒီလေးလွှာမှာဆိုလို့ရှိရင်တော့ facility တွေရှိပါမယ်။ရေကူးကန်ပါမယ်။ပြီးတော့လို့ရှိရင်ဒီမှာ fitness room တွေ gym room တွေ Pilates studio တွေပါပါမယ်ရှင်။ပြီးတော့ရင်ရမုံတို့ဒီ51လွှာမှာဆိုလို့ရှိရင်လည်း sky lounge တွေပါမယ် sky garden တွေပါမယ်ပြီးတော့ရင် private dining room တွေပါပါမယ်ရှင်ဆိုတော့ဒီ project မှာဆိုလို့ရှိရင် parking area ကစုစုပေါင်း90%တောင်မှပါဝင်နေပေါ့နော်ပြီးရင်ဒီဘက်မှာဆိုရင် automatic car parking အတွက်တည်တံ့ပင်တစ်လုံးလဲစောက်ထားပြီးပါသေးတယ်ရှင်ပြီးတော့ရင်ဒီ project ကဆိုလို့ရှိရင်ပေါ့နော်ဒါကစုခုံပွင့်လမ်းမကြီးဖြစ်ပါတယ်စုခုံပွင့်လမ်းမကြီးကနေပြီးတော့ building ရှိတဲ့နေရာကနည်းနည်းဒီအထဲကိုဝင်သွားရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလမ်းမကြီးကနေပြီးတော့မှဆူညံတန်းတွေဒီ BDS station ကဆူညံတန်းတွေကိုမကြားရဘဲနဲ့စိတ်ငြိမ်တဲ့ environment လေးကိုရရှိမှာပဲဖြစ်ပါတယ်ရှင်ပြီးတော့ဒီ project မှာဆိုလို့ရှိရင်အခန်းစုစုပေါင်းက358ခန်းပဲပါဝင်ပါတယ်ပြီးတော့တလွာမှာဆိုလို့ရှိရင်အများဆုံး8ခန်းပဲပါဝင်မှာပေါ့နော်ဒါကြောင့်မို့လို့ဒီတည်တံ့ဆန်ဆန်နဲ့ private lifestyle ကိုရချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ project ကအရက်ကိုအဆင်ပြေတဲ့ project လေးပဲဖြစ်ပါတယ်ရှင်ဒီအခန်းလေးကတော့ 31.44 square meter ကျယ်ဝန်းနဲ့ one bedroom အခန်းအမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ဝင်လိုက်တာနဲ့ဒီဘက်မှာshoe cabinet လေးရှိမယ်ဒီတော့ရင်ဒီဘက်ကိုဆက်လာလိုက်မယ်ဆိုလို့ရှိရင်တော့ open kitchen လေးရှိမယ်ပြီးရင် dining space လေးရှိမယ်ပေါ့နော်ပြီးရင်ဒီမှာဆိုလို့ရှိရင်သူကဒီရေခဲတက်တာကို fitting လေးလုပ်ပေးထားပါတယ်ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင် living room ရှိမယ် living room ရဲ့ဒီမှာဆိုလို့ရှိရင်လည်း living room နဲ့ tray ရဲ့ဒီ balcony လေးထည့်ထားပေးပါသေးတယ်ရှင်ပြီးတော့ရင်ရမုံတို့ဒီဘက်ဆက်လာမယ်ဆိုလို့ရှိရင်ဒါကတော့သူ့ရဲ့အိတ်ခန်းလေးပဲဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်အခန်းနဲ့တွဲရဲ့ရေချိုးကတ်နဲ့အိမ်သာလေးရှိပါမယ်ရှင်ဆိုတော့ဒီရေချိုးကတ်နဲ့အိမ်သာကိုဆိုလို့ရှိရင်လည်းဒီပေါ့နော်ဒီ kitchen ဘက်ကနေပြီးတော့မှဝင်လို့ရအောင် double entry ပုံစံမျိုးလေးလုပ်ပေးထားပါတယ်ရှင်ပြီးရင်ဒီမှာသုံးပေးထားတဲ့ toilet ဆိုလို့ရှိရင်ဒါ Japan style ဒီ automatic electronic toilet လေးကိုသုံးပေးထားပါတယ်ဒီအခန်းတိုင်းမှာသုံးပေးထားတဲ့ furniture တွေကဆိုလို့ရှိရင်အကုန်လုံးနှီးပါးက German brand ကိုသုံးပြုပြီးတော့ထည့်သွင်းပေးထားပါတယ်ရှင်အခုပြပေးမယ့်အခန်းကတော့ 72.96 square meter ကျယ်ဝန်းတဲ့ 2 bedroom အခန်းအမျိုးအစားပဲဖြစ်ပါတယ်ရှင်။ဆိုတော့ဒီအခန်းမှာဆိုလို့ရှိရင်ဝင်လိုက်တာလည်းဒီမှာဆိုရင် laundry cabinet လေးရှိပါမယ်ရှင်။ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်ဒီမှာ store cabinet အသီးလေးလည်းထည့်ထားပေးပါသေးတယ်ရှင်။ပြီးရင်ရမုံတို့ဒီဘက်ကိုဆက်လာလိုက်ပဲဆိုလို့ရှိရင်တော့ open kitchen လေးရှိမယ်ဒီမှာဆိုလို့ရှိရင်လည်းဒီ refrigerator ကို fitted လေးလုပ်ပေးထားပါတယ်ရှင်ပြီးရင်ဒီမှာဆိုလို့ရှိရင် shoe cabinet လေးလည်းပါပါမယ်ဒီမှာဆိုလို့ရှိရင်လူ၄ယောက်လောက်ကြွဝင်စားလို့ရမယ် dining space လေးရှိမယ်ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်ဒါ living room လေးရှိမယ်ပေါ့နော်ပြီးရင်ရမုံဒီဘက်ကိုဆက်သွားလိုက်မယ်ဆိုလို့ရှိရင်เนาะအိတ်ခန်းလေးရှိပါမယ်ရှင်ပြီးရင်ဒီဘက်မှာဒီရေချိုးကတ်နဲ့အိမ်သာလေးရှိမယ်ပေါ့เนาะဒီရေချိုးကတ်နဲ့အိမ်သာအောင်ဆိုလို့ရှိရင်လည်း double entry ပုံစံလေးလုပ်ပေးထားပါတယ်ရှင်ဒါကတော့ဒီအခန်းရဲ့ master bedroom လေးပဲဖြစ်ပါတယ်ရှင်ဒီအခန်းမှာဆိုလို့ရှိရင်ဒီရေချိုးကတ်နဲ့အိမ်သာနဲ့တွဲရဲ့ဟိုဘက်မှာ balcony လေးလည်းထည့်ထားပေးသေးရပေါ့เนาะရမအခုပြပေးမှာကကြတော့ 99.04 square meter ကျယ်ဝန်းတဲ့ 3 bedroom အခန်းအမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်ဒီအခန်းလေးမှာဆိုရင်ဝင်လိုက်တာနဲ့ဒီဘက်မှာ shoe cabinet လေးတွေထည့်ထားပေးပါတယ်ရှင်ခုလိုမျိုးဝင်လိုက်တာနဲ့6ယောက်လောက်ပေါ့နော်ကျယ်ဝန်းစားလို့ရတဲ့ dining space လေးရှိပါမယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်ဒါ built-in refrigerator လေးတွေထည့်ထားပေးပါတယ်ပြီးရင်ဒီဘက်မှာ open kitchen လေးရှိပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်း laundry cabinet လေးရှိပါမယ်ပြီးတော့ရင်ရမုံတို့ဒီညာဘက်ကိုဆက်သွားလိုက်မယ်ဆိုလို့ရှိရင်เนาะ master bedroom လေးရှိပါမယ်ရှင် master bedroom ကိုဆိုလို့ရှိရင်လည်း space ကြဲဝန်းဝန်းလေးတုံးထားပေးတာကိုတွေ့ရတယ်ပေါ့နော်ပြီးဒီမှာဆိုလို့ရှိရင် wardrobe လေးရှိပါမယ်ဒါကတော့ဒီချိုးကတ်နဲ့အိမ်သာ tray ရက်လေးပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လူ2ယောက်တစ်ပြိုင်တည်းသုံးလို့ရမယ့် basin ကိုထည့်ထားပေးရပေါ့နော်
living room ဆိုလို့ရှိရင်လည်းအခုလိုမျိုးအကျယ်ကြီးသုံးထားပေးတာကိုတွေ့ရပါတယ်ရှင်ပြီးလို့ရှိရင်တော့ဒါလေးကဒီ multi purpose room အနေနဲ့သူက show unit ပြပေးထားတာပေါ့နော်တကယ် actual unit မှာဆိုလို့ရှိရင်တော့ဒါကဒီ single bedroom အနေနဲ့ပါမှာပဲဖြစ်ပါတယ်ရှင်ပြီးရင်ရမုံတို့ဒီဘက်မှာဆိုလို့ရှိရင်တော့အိတ်ခန်းလေးတစ်ခန်းရှိပါမယ်ပြီးအိတ်ခန်းကနေထွက်ပြီးတော့ဒီညာဘက်မှာဆိုလို့ရှိရင်ရေချိုးကန်းနဲ့အိမ်သာတွဲရဲ့ bathroom လေးတစ်ခန်းရှိပါမယ်ဒီမှာကကြတော့じゃ common bathroom လေးတစ်ခန်းရှိမယ်ပေါ့နော်အခုရောက်နေတဲ့ Amcaria, Emporia နဲ့ Amsphere shopping mall တွေကိုဆိုလို့ရှိရင်လည်းကွန်ဒိုကနေလမ်းလျှောက်ပြီးသွားနိုင်တယ်လို့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းရွေးချယ်စရာ international store တွေအများကြီးရှိပါတယ်ရှင်။ဒါအပြင် Semitic ဒီစုခုံမစေယုံကြီးအားဆိုလို့ရှိရင်လည်းအနီးအနားမှာရှိတဲ့အတွက်ကြောင့်မို့လို့နေ့စဉ်ဘဝအတွက်ဆိုလို့ရှိရင်တော့အရန်ကိုလွယ်ကူအဆင်ပြေစေမှာပါရှင်။ဒီမှာအခုရောက်နေတာကတော့ BDS အစိမ်းတိုင်း program ကူတာပဲဖြစ်ပါတယ်ရှင်။ဒီဘူတာကနေပြီးတော့မှ project ကိုညီမနဲ့တူလမ်းလျှောက်ပြီးသွားကြည့်ကြမယ်နော်။အခုကတော့ project တကယ်တည်ဆောက်မဲ့နေရာကိုရောက်နေရပဲဖြစ်ပါတယ်ရှင်။ခုနကရမုံတို့ from ဘူရာကနေဆိုလို့ရှိရင်9မိနစ်လမ်းလျှောက်ရုံနဲ့ရောက်တယ်ပေါ့နော်။ဒါကြောင့်မို့လို့အရန်ကိုနီးကတ်တယ်လို့ပြောလို့ရပါတယ်ရှင်။အခုမြင်တွေ့နေရတဲ့အဆောက်အဦတွေကကြတော့ဖြိုချပြီးတော့မှရမုံတို့ရဲ့ဒီ Nobel Amas from project ကိုတည်ဆောက်မှာပဲဖြစ်ပါတယ်ရှင်။ဆိုဒီ project ရဲ့ဒီနေရာကဆိုလို့ရှိရင်ဘန်ကောက်မြို့ရဲ့အထက်တန်းအကျဆုံး lifestyle hub တွေစုဝေးနေတဲ့ from area မှာတည်ရှိတာပဲဖြစ်ပါတယ်။ခုလို ultra luxury ကွန်ဒိုအသစ်ကြီးက1 square meter ကိုဘတ်2,600,000ဝန်းကျင်နဲ့ဝယ်ယူရရှိနေမှာဖြစ်ပါတယ်ရှင်။ဒီ project တည်ရှိတဲ့ from area ဟာဆိုလို့ရှိရင်မြေနေရာရှားပါလာတဲ့အတွက်ကြောင့်မို့လို့ကိုကဒီ VIP pre-sale ကာလမှာဒါဝယ်ယူလိုက်မယ်ဆိုလို့ရှိရင်ဒီနောက်အနာဂတ်မှာတန်မိုးတက်လာမယ် access တစ်ခုကိုပိုင်ဆိုင်လိုက်တယ်လို့ဆိုနိုင်ပါတယ်ရှင်။နိုင်ငံခြားသားတွေအနေနဲ့ဆိုလို့ရှိရင်လည်း free hold ဝယ်ယူရရှိနိုင်မှာဖြစ်ပြီးတော့ဒီ investor တွေအတွက်ဆိုလို့ရှိရင်လည်း rental market ကောင်းမွန်တဲ့ဘန်ကောက်မြို့လေကောင်နေရာမှာရှိနေရပဲဖြစ်ပါတယ်ရှင်။အခုအချိန်မှာဝယ်ယူမယ်ဆိုလို့ရှိရင်တော့ပတ်စံကိုတစ်ခါတည်းတစ်လုံးတစ်ရင်းနဲ့ပေးစရာမလိုဘဲနဲ့ booking fee တစ်သိန်းနဲ့ဒီ down payment 30%ပဲပေးချေရမှာပဲဖြစ်ပါတယ်ရှင်။ကျန်ငွေ80%ကိုတော့ဒီ project PC ပြီးတော့အခန်းအမှန်2029 quarter 4မှာပေးချေရမှာပဲဖြစ်ပါတယ်ရှင်။ Nobel Amas ရဲ့ early bird promotion တွေ special offer တွေကိုစိတ်ဝင်စားလို့သိချင်တယ်ဆိုလို့ရှိရင်တော့ Japan Re Ananda Thailand Estate ကိုအခုပဲဆက်သွယ်လိုက်ပါရှင်။